အချိန်နာရီတွေရဲ့တရွေ့ရွေ့ကုံဆုံးသွားမှုနဲ့အတူတစ်နှစ်တာလုံးထပ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေတင်ခန်းစာတွေကိုပြန်လဲထုံးသက်ပြီးအသစ်တစ်ဖန်စတင်ဖို့ပြင်ဆင်ကြတဲ့အချိန်ဖြစ်ပါတယ်။အတီကိုနှုတ်ဆက်ပြီးအနာဂတ်ကိုကြိုးဆိုဖို့အတွက်လူတိုင်းရဲ့ရင်လင်းမှာရင်ခုန်စိတ်လှုပ်ရှားမှုတွေပြည့်နှံနေတတ်ပါတယ်။ဒီဇင်ဘာ30ရက်ဟာတစ်နှစ်တာရဲ့နောက်ဆုံးနေ့ဖြစ်တဲ့နှစ်တကူအကြိုည New Year's Eve ဖြစ်ပါတယ်။ညာတန်းခေါင်းစနာလီမှာကြာရောက်မဲ့နှစ်တကိုကြိုဆိုဖို့အတွက်ခေါင်းထောင်းပွဲတော်တွေမီရှူမီဖန်းပြိုင်ပွဲတွေနဲ့စီကားတိုင်မဲ့စွာကျင်းပကြရဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဤနေ့ထိပြန်လဲဆန်းစစ်ခြင်းကြီးစုတင်ခြင်းနဲ့မျော်လင့်ချက်အသင်းများချမှတ်ခြင်းတို့အတွက်ထူးခြားတဲ့အခိုက်အတန့်ဖြစ်ပါတယ်။ပြန်လဲသုံးသက်ခြင်းတနစ်တာအတွင်းဂျုံတွေ့ခဲ့ရတဲ့အောင်မြင်မှုနဲ့ကြာရှုံးမှုလေးကိုသင်ခန်းစာယူခြင်းမျော်လင့်ချက်လာမယ့်နေ့မှာပုံမကောင်းမွန်တဲ့ရှင်သန်မှုတွေဖန်တီးဖို့ရည်မှန်းချက် New Year Resolutions များထားရှိခြင်းဤညာချမ်းဟာနေ့ရက်ဟောင်းတွေကိုအောင်မြင်စွာကြော်ဖြတ်ပြီးဘဝရဲ့စာမျက်နှာအသစ်တစ်ခုကိုစတင်ဖို့အသင်းဖြစ်နေကြောင်းပြပြသားသားသတိပေးနေပါတယ်။သင်တော့လာမယ့်နှစ်သစ်အတွက်ဘယ်လိုမျိုးထူးခြားတဲ့ရည်မှန်းချက်တွေထားရှိပြီးပြီလဲ။မဲ့ချက်မှာမျှဝေပေးခဲ့ဦးနော်။